အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာ review လုပ်ပေးမှာကတော့ Flower May ကထုတ်တဲ့ grinder လေးပါဒီ grinder ကတော့အားလုံးသိတဲ့အတိုင်းပဲဒီကောင်ကတော့နာမည်ကြီးပဲဒါကတော့သူလာတဲ့ပုံစံလေးပေါ့ဒီကောင်ကတော့ standard version မို့လို့ဒီစက်ကူ box လေးနဲ့ပဲလာတာပေါ့ဗျာဒါသူအပြင်ဘက်ကမြင်ရမယ့်အနေအထားလေးပါFlower May Next Generation Standard Version မှာ Aluminum ဖြစ်ပါတယ်အဲ့ဒါကိုမှကျွန်တော်တို့နှစ်လက်မပေါ့နော်နှစ်လက်မ size လေးပါဒါဒီဘက်မှာမြင်ရတဲ့အနေအထားသူဘယ်နဲ့ဆင့်ပါတယ်ဆိုတော့ပြထားတာပါဒါဒီဘက်မှာကတော့QR scan ရယ်ပြီးတော့သူကတော့ main ရတော့ China ပဲဗျာဘာလို့ Flower May ရဲ့နာမည်ကြီးရလဲဆိုတော့ဒီကောင်ရဲ့ design နဲ့ဒီအခြေဆိုင်ကတော့ကျွန်တော် USA ပါUSA ဆိုတဲ့အတွက်သူကဈေးလေးလည်းနည်းနည်းများတယ် quality လည်းတော်တော်ကောင်းပါတယ်ကျွန်တော်အထဲထဲကိုတစ်ချက်မကြည့်ချင်ဒီ Flower May ကဘာကြောင့်နာမည်ကြီးရလဲဆိုတော့သူ့ရဲ့ထူးခြားချက်ကတော့ဒီဘက်မှာသူတို့ရေးထားတယ်ဗျာဒီကောင်ရဲ့ထူးခြားချက်က traditional grinder တွေနဲ့မတူဘဲနဲ့သူကtraditional grinder တွေမှာဖြစ်နေတဲ့ပြဿနာတွေကိုသူကဖြေရှင်းပေးထားတဲ့အတွက်သူကနာမည်ကြီးတာပေါ့ဗျာဒီဘက်မှာသူတို့ရဲ့နာမည်ကြီးတဲ့ပုံစံကိုရေးပြထားပါတယ်ကျွန်တော်တို့အထဲထဲကိုတစ်ချက်ဟောက်ကြည့်ပါမယ်အခုကျွန်တော်မှာထားတာတော့ဟိုကတော့ဒီဆိုင်းအောင်လေးပေါ့ဗျာပန်းအောင်လေးရောင်လေးကတော်တော်လေးလှတယ်ပန်းလိုက်အောင်မှာ aluminum version သူ Flower May မှာဆိုလို့ရှိရင်သူ့မှာ version တွေက premium series ရှိတယ်ပြီးတော့မှ standard version ရှိတယ်ဗျာ standard series ရှိတယ်ပေါ့ဒီကောင်ကတော့ standard ပေါ့standard မှာသူ aluminum series ရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ stainless steel ရှိတယ်ဗျာဒီကောင်ကတော့ Flower May ထဲမှာတော့ဈေးပြီးအသက်သာဆုံးပဲဗျာအဲ့တော့ကျွန်တော်အထဲထဲကိုတစ်ချက်ကြည့်မယ်ဒီနောက်မှာကတော့ဒီ US plan နဲ့ပေါ့သူရဲ့ဒီဘက်မှာ serial number လေးပါတယ်ဒါ Flower May ဆိုတဲ့ဟာလေးပါတယ်ခင်ဗျာသူရဲ့ magnet တန်းလိုက်ကြီးကလုံးဝအနှစ်ကျတယ်ဗျာဒီကောင်ကတော့သူရဲ့နောက်တစ်ခုကသူရဲ့ထူးခြားချက်ကတော့ Flower May က blade မပါတာသူရဲ့ထူးခြားချက်ပဲဗျာ blade ဆိုတာကျွန်တော်တို့ပုံမှန်မြင်နေကြ grinder တွေမှာလို့ဒီ diamond blade လေးတွေမဟုတ်ဘဲနဲ့ဒီကောင်ရဲ့အဓိကဘာနဲ့လုပ်ထားဆိုတော့ဒီမှာရှိရဲ့ဒီချိုင်းခွက်လေးပေါ့ဗျာဒီချိုင်းခွက်လေးရဲ့ဒီမှာရှိအပေါက်လေးတွေသူကနှစ်ခုကိုကပ်ပြီးတော့မှဒီကောင်ကpressure ပေးပြီးတော့မှကြိတ်တာပေါ့ဗျာဒါကတော့သူ့ရဲ့ထူးခြားချက်ပါပြီးတော့သူနာမည်ကြီးတဲ့အချက်ကလည်းအဲ့ဒီ blade တွေဒီ blade ပုံစံပေါ့ဗျာဒီ blade ပုံစံကြောင့်ပဲသူကနာမည်ကြီးတယ်ပြီးတော့သူကတန့်ရှင်းရတာလွယ်ကူတယ်ပေါ့ဗျာတန့်ရှင်းရလွယ်ကူတယ်ဒီ stand နောက်တစ်ခုပြောချင်တာကတော့ကျွန်တော်ဒီ standard version မှာကတော့သူက blade ကဒီသူတို့ခေါ်တာဒီကောင် blade ပေါ့ဗျာဒီအပေါက်လေးလောက်ထားတာ blade လို့ခေါ်တယ်ဗျာအဲဒီ blade ကဒီ standard version မှာလဲလို့မရဘူးဗျာကျွန်တော် premium version မှာဆိုလို့ရှိရင်ဒီ blade လေးကလဲလို့ရတယ်အပိုလဲဝယ်လို့ရတယ်မြန်မာဝင်နေဆိုလို့ရှိရင် blade တစ်ခုကို6000ဝန်းကျင်လောက်မှရှိမယ်ခင်ဗျအဲ့တော့ဒါကတော့အထဲထဲမှာထားပါပဲပြီးဒီအောက်မှာတော့တစ်ဆင့်ရှိသေးတယ်ဗျာဒီအောက်မှာတစ်ဆင့်ရှိသေးတယ်ဒီမှာဒီကောင်လေးပေါ့ဒါကတော့သူတို့ခေါ်တဲ့ blade ကျွန်တော် premium series မှာဆိုလို့ရှိရင်တော့ဒီ blade ကလဲလို့ရတယ်ဗျာဒီအောက်ကဒီအခု standard မှာတော့ကျွန်တော်လဲလို့မရဘူးပေါ့ဗျာကိုင်းရတော့တော်တော်လေးကိုကိုင်းလို့ကောင်းတယ်ဒီကောင်ကတော့ aluminum ရဲ့နောက်ပြီးသူ့ရဲ့ material aluminum မှာ full grade ဗျာအဲ့တော့အားလုံးအတွက် safety ဖြစ်တယ်ပြီးတော့တန်ရှင်းရလွယ်ကူတယ်ပြီးတော့ဒီကောင်းရဲ့နှစ်လက်မကဆိုလို့ရှိရင်သူ့ရဲ့ capacity က2 gram လောက်ထိကိုကျိတ်လို့ရတယ်ဗျာ2 gram လောက်ထိကိုကောင်းကောင်းကျိတ်လို့ရတယ်လို့သူတို့ရေးထားပါတယ်ဟုတ်ကဲ့ဒါကတော့ Flower May grinder လေးပါတခြားတော့အများကြီးတော့ပြောစရာမရှိတော့ပါဘူးဒါအပြင်ရဲ့ quality လေးတွေအားလုံးမမြင်ဘူးတဲ့လူတွေလည်းကြည့်လို့ရအောင်လို့ကျွန်တော်ဗီဒီယိုလေးရိုက်ပေးတာပါကျွန်တော်ဗီဒီယိုဆုံးဖြတ်ကြည့်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ